မင်္ဂလာပါရှင်။ The Hakka Time မြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့Hakkaမြို့အစိုးရရုံး42ခုမှာဝန်ထမ်း1920ဦးခန့် CDM လှုပ်ရှားမှုတွင်ပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ချင်းပြည်နယ်Hakkaမြို့ရှိအစိုးရရုံး42ခုမှာဝန်ထမ်းများသည့်ဖေဖော်ဝါရီလ24ရက်နေ့အထိ CDM လှုပ်ရှားမှုတွင်ပါဝင်သူဦးရေ1928ဦးရှိကြောင်းသိရှိရပါတယ်။ Hakka မြို့တွင်အစိုးရဝန်ထမ်း3000ခန့်ရှိရာ CDM လှုပ်ရှားမှုတွင်ပါဝင်သူ2000ဦးခန့်ရှိကြောင်း CDM လှုပ်ရှားမှုတွင်ပါဝင်သူဝန်ထမ်း60ရာခိုင်နှုန်းရှိလာကြောင်းသိရှိရပြီးတော့တချို့အစိုးရရုံးများတွင်ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင်အကုန်လုံးပါဝင်နေကြကြောင်းလည်းသတ်မှတ်သိရှိရပါတယ်။ CDM လှုပ်ရှားမှုတွင်ပါဝင်နေကြတဲ့အစိုးရရုံးများမှာတိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ80ရာခိုင်နှုန်းတိုင်းရင်းစာပေနဲ့ယဉ်ကျေးမှုဦးစီးဌာနမှ85ရာခိုင်နှုန်းမွေးမြူရေးနဲ့ကုသရေးဦးစီးဌာနမှ85ရာခိုင်နှုန်းလူမှုဝန်ထမ်းဦးစီးဌာနမှ90ရာခိုင်နှုန်းတိုင်းရင်းဆေးပညာဦးစီးဌာနမှ100ရာခိုင်နှုန်းဟိုတယ်နဲ့ခရီးသွားလာညွှန်ကြားရေးမှုဦးစီးဌာနမှ100ရာခိုင်နှုန်းမြမစီးပွားရေးဘဏ်မှ90ရာခိုင်နှုန်းအဆောက်ဦးစီးဌာနမှ100ရာခိုင်နှုန်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ90ရာခိုင်နှုန်းစီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ100ရာခိုင်နှုန်းလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ10ရာခိုင်နှုန်းရသုံးမှချေဦးစီးဌာနမှဝန်ထမ်း9ဦးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း122ဦးHakka ပညာရေးကောလိပ်မှာဝန်ထမ်း29ဦးအသေးစားစက်မှုလက်မှုဦးစီးဌာနမှာဝန်ထမ်း4ဦးတမဝါယမဦးစီးဌာနမှာဝန်ထမ်း26ဦးစားသုံးရေးရာဦးစီးဌာနမှာဝန်ထမ်း23ဦးအစားအသောက်နဲ့စေဝါကုကဲရေးဦးစီးဌာနမှာဝန်ထမ်း22ဦးအလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာဝန်ထမ်း5ဦးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာဝန်ထမ်း24ဦးချင်းပြည်နယ်လွှတ်တော်ရုံးမှာဝန်ထမ်း90ရာခိုင်နှုန်းလျှက်စစ်စွမ်းအင်ဖြန့်ဖြူးရေးဦးစီးဌာနမှာဝန်ထမ်း62ဦးစိုက်ပျိုးရေးဦးစီးဌာနမှာဝန်ထမ်း90ရာခိုင်နှုန်းစည်ရင်အင်းဦးစီးဌာနမှာဝန်ထမ်း15ဦးလမ်းဦးစီးဌာနမှာဝန်ထမ်း73ဦးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှာဝန်ထမ်း17ဦးအစိုးရစက်မှုလက်မှုသိပ္ပံပညာကျောင်းမှာ GTI မှာဝန်ထမ်း42ဦးHakka တက္ကသိုလ်မှာဝန်ထမ်း186ဦးစီပင်သားရရေးမှာဝန်ထမ်း89ဦးစက်မှုလေယာမှာဝန်ထမ်း8ဦးငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးမှာဝန်ထမ်း2ဦးပို့ဆက်မှုဝန်ထမ်း2ဦးတဘာဝစီမံကိန်းမှာဝန်ထမ်း16ဦးပြည်တွင်းအခွန်မှာဝန်ထမ်း18ဦးမိတက်ရုံးမှာဝန်ထမ်း43ဦးစက်မှုကြီးကြပ်ရေးနဲ့စစ်ဆေးရေးရုံးမှာဝန်ထမ်း9ဦးတစ်တောဌာနမှာဝန်ထမ်း90ရာခိုင်နှုန်းဥပဒေရုံးမှာဝန်ထမ်း9ဦးစာတိုက်မှာဝန်ထမ်း8ဦးပညာရေးမှာဝန်ထမ်း458ဦးနဲ့တက်ကားမှာဝန်ထမ်း2ဦးစုစုပေါင်းဝန်ထမ်း1928ဦးရှိကြောင်း CDM Supporting Team for Hakka ကဖော်ပြထားပါတယ်ဆက်လက်ပြီးတော့မြန်မာနိုင်ငံရေးပြည်ထနာကြောင့်မီဇိုရမ်ပြည်နယ်တွင်ဝင်ရောက်လာသူများကိုကူညီရန်အဆင်သင့်ရှိနေကြောင်းဝန်ကြီးချုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။မြန်မာနိုင်ငံတွင်စစ်အစိုးရကအာဏာသိမ်းမှုကြောင့်နေဆက်မှာမီဇိုရမ်ပြည်နယ်ဘက်သို့ဝင်ရောက်ခိုလုံလာသူများကိုမီဇိုရမ်ပြည်နယ်အစိုးရကအတက်အနိုင်ဆုံးကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်ရမ်ထန်ဂါကပြောဆိုခဲ့ပါတယ်။မီဇိုရမ်ပြည်နယ်အစိုးရမှဖေဖော်ဝါရီလ23ရက်နေ့၌ကျင်းပပြုလုပ်တဲ့8ကြိမ်မြောက်လွှတ်တော်အစည်းအဝေးတွင်ဝန်ကြီးချုပ်ကယခုကဲ့သို့ပြောကြားခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံရေးပြည်ထနာကြောင့်မြန်မာပြည်သူလူထုနေရာအနှံ့ထွက်ပြေးခိုလုံနေတဲ့အရေးအတွက်တွေစိတ်ပူပန်နေရပါတယ်။မီဇိုရမ်ပြည်နယ်ဘက်ကိုထွက်ပြေးခိုလုံကြမယ်ဆိုရင်မီဇိုရမ်အစိုးရကအတက်နိုင်ဆုံးကူညီထောက်ပံ့ပေးဖို့ကြိုးစားသွားပါမယ်။ပြီးတော့အိန္ဒိယအစိုးရထံမှလည်းအကူအညီတောင်းဆိုပေးသွားမှာဖြစ်တယ်လို့ထပ်မံပြောပြခဲ့ပါတယ်။
February လ 1 ရက်နေ့၌စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းယူပြီးနောက်မြန်မာနိုင်ငံမှာမီဇိုရမ်ပြည်နယ်ဖက်သို့ထွက်ပြေးခိုလှုံသူများကူညီဆောက်ရှောက်ရန် Central Young Mizou Association, Mizou Zalaipol, Zoro, MHIB, MUP နဲ့ NGO နဲ့ United for Democratic Myanmar အဖွဲ့တို့ကမီဇိုရမ်ပြည်နယ်အစိုးရထံတောင်းဆိုပြီးဖြစ်တယ်လို့သိရှိရပါတယ်။ဟာခမြို့လူငယ်များစုဝေးနေတဲ့နေရာတွေချင်းကပ်လာတဲ့စစ်တပ်နဲ့ရဲများပြန်လှည့်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။ဟာခမြို့တွင်ချင်းဦးစီးရက်ကွက်၌လုံခြုံရေးယူကြတဲ့လူငယ်များထံချင်းကပ်လာတဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များသည်လူငယ်အများပြားကဝင်းရံခဲ့သောကြောင့်ပြန်လှည့်လည်ခဲ့ကြောင်းသိရှိရပါတယ်။ဤကိစ္စနဲ့ပတ်သက်ပြီးတော့လုံခြုံရေးတာဝန်ကျခဲ့တဲ့လူငယ်တဦးကစစ်တပ်နဲ့ရဲရောက်ရှိလာတဲ့အခါလူငယ်10ဦးကသာလုံခြုံရေးယူနေကြရပါတယ်။သူတို့ကမြို့တစ်ဖက်ကိုသွားကြတယ်။သူတို့ပြန်လှည့်လာတဲ့အခါမှာလူငယ်အယောက်90လောက်စုဝေးနေကြပါတယ်။ည9နာရီခွဲလောက်မှာပါ။စစ်သားတွေကျွန်တော်တို့စီမှာရက်ကြတယ်။စစ်သားနဲ့ရဲကားတွေ9စီးလောက်ရှိပါတယ်။စစ်သားတွေကားပေါ်ကနေဆင်းလာကြတယ်။အဲ့ဒီအချိန်မှာဟာခလူငယ်တွေကိုအကြောင်းကြားတော့10မိနစ်လောက်မှာလူငယ်တွေကရောက်ရှိလာပြီးအင်အား200လောက်စုဝေးလာကြပါတယ်။နိုင်ဝက်အတွင်းမှာလူငယ်ထောင်ချီနဲ့ရောက်ရှိလာကြတယ်။လူငယ်တွေရောက်ရှိလာကြတဲ့အခါစစ်ကားတွေကထွက်သွားပြီးတော့ပြည်ထောင်စုရိပ်သာဖက်မှာခဏရပ်ပြီးပြန်သွားကြပါတယ်။ပြီးမှသာလူငယ်တွေကလည်းထွက်သွားကြတယ်လို့ဟာခထိုင်သတင်းဌာနကိုပြောပြခဲ့ပါတယ်။လူငယ်ကောင်းဆောင်တဦးကနေ့လယ်ပိုင်းကလမ်းပေါ်မှာစာရေးထားတာတွေကိုဖျက်ဆီးမှဆိုလို့လူငယ်တွေကလုံခြုံရေးယူထားကြရပါတယ်။လူငယ်နည်းနည်းနဲ့လုံခြုံရေးယူတဲ့အခါစစ်တပ်နဲ့ရဲတွေရောက်ရှိလာတော့လူငယ်တွေကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကတော့ပြဿနာဘာမှဆလုပ်ဖို့မရှိပါဘူး။လက်နက်တွေလည်းဘာမှမပါပါဘူး။ဒီကိစ္စမှာဟာခလူငယ်တွေစီးလုံးကြတယ်ဆိုတာကိုပြသနိုင်ခဲ့ပါတယ်လို့ဟာခထမ်သတင်းဌာနကိုထပ်လောင်းပြောကြားခဲ့ပါတယ်။ We want Federal Democracy ရုံးမတက်ကြနဲ့ရုံးထွက် CDM စစ်အုပ်ချုပ်ရေးကြာဆုံးပါစေစသဖြင့်လမ်းပေါ်တွင်ရေးထိုးထားတဲ့စာတမ်းများကိုအာဏာပိုင်များကဖျက်ဆီးခဲ့သောကြောင့်ဟာခမြို့မြမစီးပွားရေးပန်းရှိလမ်းမပေါ်တွင်ရေးထိုးထားသည့်စာတမ်းများမဖျက်ဆီးနိုင်ရန်လူငယ်များကလုံခြုံရေးယူထားခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။ကျွန်မချယ်ရီပါထန်တလန်မြို့နယ်အစိုးရဝန်ထမ်းတဝက်ခန့်ကျော် CDM လှုပ်ရှားမှုတွေပါဝင်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ထန်တလန်မြို့နယ်အစိုးရဝန်ထမ်းတဝက်ခန့်ကျော် Civil Disobedience Movement CDM လှုပ်ရှားမှုတွေပါဝင်နေကြကြောင်းသိရှိရပါတယ်ရှင်။ထန်တလန်မြို့နယ်အစိုးရရုံး22ခုက CDM လှုပ်ရှားမှုမှာပါဝင်ကြတယ်။ထန်တလန်မြို့နယ်မှာအစိုးရဝန်ထမ်း1452ဦးရှိတဲ့အနက်ဝန်ထမ်း815ဦး CDM လှုပ်ရှားမှုမှာပါဝင်နေကြပါတယ်။ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ဝန်ထမ်းအလုံးရဲ့56.2%ခန့်က CDM လှုပ်ရှားမှုမှာပါဝင်နေထန်တလန်မြို့နယ်မှာကျောင်းဆရာမ982ဦးရှိတဲ့နဲ့900လောက်က CDM လှုပ်ရှားမှုမှာပါဝင်ကြတယ်။ကျန်းမာရေးဝန်ထမ်း203ဦးရှိတဲ့နဲ့202ဦး CDM လှုပ်ရှားမှုမှာပါဝင်နေထန်တလန်မြို့နယ်မှာပညာရေးဌာနမှာဝန်ထမ်း32ဦးရှိတဲ့နဲ့19ဦး CDM ပါဝင်ကြတယ်။ထန်တလန်မြို့နယ်ထွေအုပ်ရုံးဝန်ထမ်း68ဦးရှိတဲ့နဲ့20ဦးစိုက်ပျိုးရေးဝန်ထမ်း16ဦးရှိတဲ့အနက်15ဦးစီးရင်စီရုံးဝန်ထမ်း10ဦးရှိတဲ့အနက်3ဦးတမဝရမဝန်ထမ်း9ဦးစလုံးပါဝင်နေမိတက်ရုံးမှာဝန်ထမ်း33ဦးရှိတဲ့အနက်3ဦးခြေလက်ဒေသဖွံ့ဖြိုးရေးဌာနဝန်ထမ်း14ဦးရှိတဲ့အနက်10ဦးဖုန်းနဲ့စာတိုက်ရုံးဝန်ထမ်း9ဦးအနက်5ဦးဗန်ဝန်ထမ်း16ဦးအနက်12ဦး DALMS ဝန်ထမ်း25ဦးအနက်3ဦးလဝကရုံးဝန်ထမ်း14ဦးအနက်5ဦးပြန်ဆက်ဝန်ထမ်း6ဦးအနက်3ဦးမွေးမြူရေးဝန်ထမ်း9ဦးအနက်2ဦးလူမှုရေးဝန်ထမ်း9ဦးအနက်3ဦးနာတလဝန်ထမ်းများမှ3ဦးအသီးသီး CDM လှုပ်ရှားမှုမှာပါဝင်ကြတယ်လို့ထန်တလန်မြို့ CDM လှုပ်ရှားသူစောင့်ကြည့်သူတဦးကဖော်ပြထားပါတယ်ထန်တလန်မြို့ရှိအစိုးရရုံးတချို့မှာဝန်ထမ်းများဟာ CDM လှုပ်ရှားမှုတွေမှာပါဝင်သည့်ဝန်ထမ်းများရှိနေသေးတဲ့ကြောင့်အချို့ဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာပါဝင်ရန်ဇဝေဇဝါဖြစ်နေသူများလည်းရှိနေသေးကြောင်းသိရှိရပါတယ်ရှင်။ CDM Sporting Team က CDM လှုပ်ရှားမှုတွေပါဝင်သည့်ဝန်ထမ်းများလာစားကိစ္စစီစဉ်ဆောင်ရွက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH နဲ့
CDM Sporting Team က CDM လှုပ်ရှားမှုအတွက်ပါဝင်နေတဲ့အစိုးရဝန်ထမ်းများလာစာထုတ်ပေးနိုင်ရေးအတွက်ယခုလကုန်ပိုင်းတွင်နာမည်စာရင်းပေးသွင်းကြရန်အကြောင်းကြားထားပါတယ်ရှင်။ CDM လှုပ်ရှားမှုမှာပါဝင်တဲ့အစိုးရဝန်ထမ်းများအနေဖြင့်နာမည်ဌာနမီရာထူးမှတ်ပုံတင်နံပါတ်တာဝန်ကျခဲ့သည့်ဒေသ CDM လှုပ်ရှားမှုတွင်ပါဝင်သည့်ရက်စွဲရရှိခဲ့သည့်လစာပမာဏနှင့်ဖုန်းနံပါတ်များကိုအောက်ပါဖုန်းနံပါတ်တွင်ဆက်သွယ်ကြရန်အကြောင်းကြားထားပါလိမ့်ရှင်။မူလလစာအတိုင်းပြန်လည်ရရှိရန်စီစဉ်နေပြီးတိကျမှန်ကန်စွာအောက်ပါဖော်ပြပါဖုန်းနံပါတ်၌ Viber message ဖြင့်ဆက်သွယ်ကြပါရန်ထုတ်ပြန်ထားပါလိမ့်ရှင်။မြန်မာနိုင်ငံတပြည်လုံးအတိုင်းအတာဖြင့်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်များထုတ်ပြန်နေတော့လဲချင်းပြည်နယ်နှင့်ကယားပြည်နယ်အတွက်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်မှာ3998-354-226 February လမကုန်မီ Fiber ဖြင့်ဆက်သွယ်ရန် CRPH CDM Sporting Team လူမှုကွန်ရက်မှာတဆင့်အကြောင်းကြားထားပါတယ်ရှင်။ဒီကနေ့သဟကထာမြန်မာဘာသာသတင်းစီစဉ်ကိုတည်ရန်နာခွင့်ပြုပါရှင်။သဟကထာတရှိနေတဲ့ပြည်သူကြီးများအားလုံးကိုစိတ်နှပြချမ်းမှရှင်လန်းကြပါစေရှင်။ကျွန်မ Esther ပါ။